မင်္ဂလာပါရှင်ဆီယမတကုံခင်ခင်လေးရဲ့ကလောင်ခွဲတစ်ခုဖြစ်တဲ့ကိုကိုလေးရေးသားတဲ့မော်ဆီယာမှတ်တမ်းဆိုတဲ့စာအုပ်ထဲကလူနီကလေးဆိုတဲ့အပိုင်းကိုဆက်လက်တင်ဆက်ပေးခြင်းပါတယ်ရှင်လိုက်ပါနာဆင်ခန်းစားကြည့်ပါရှင်အုပ်မိုင်းဆိုင်းညွ့ဖြစ်သောတရက်ပင်အုပ်ကြီးတို့အလဲ၌ရှေးတိုင်ပြက်ကြီးတစ်ခုမှာရေစကြိုမြို့နှင့်မနီးမဝေးရှေးခေတ်ကောင်းစဉ်ကဆောက်လုပ်ကိုယ်ဝေကြသောကျောင်းတိုင်ဟောင်းကျောင်းတိုင်ပြက်တို့နှင့်မလန်မကန်တွေရှိလေရာ၎င်း၏အခြားပတ်ဝန်းကျင်များမှာကနွားစကြက်နှင့်လက်ပြက်ရာတော်တော်ကုန်းခင်တန်းတိတ်ငုံနှင့်ချုပ်ပုတ်ပေါင်းများစွာတို့သာဖြစ်လေ၏ထိုတိုက်ပြက်ကြီးမှာရှေးခေတ်ကပင်ဟုဆိုရတော့လေညီသည့်အခါစီကဆောက်လုပ်ခဲ့သည်ကိုမခံမနိုင်အောင်ရှိလေ၏တိုက်ကြီးမှာ၄ပုံ၃ပုံလောက်သောနေရာများမှာပြိုကျနေသောကြောင့်အင်္ဂရိအကျိုးအပေးနှင့်အုပ်ပုံကြီးများဖြင့်ပြီးလေ၏အုပ်ပြားကြီးတစ်ချက်မှာလွန်စွာကြီးမား၍ကြောက်သားကဲ့သို့မာကျောလျက်ရှိလေရာအခန်းတွင်မှမျက်နှာကျများအခန်းနေရံများမှကျိုးပဲ့ပျက်စီးနေသည့်နှင့်တူသောအပိုင်းအစားတို့တွင်ခြေလေမုံမှန်ထားသောပပုပန်းပြောက်ယူရီးယားပန်းခင်းနှင့်စင်ဆွဲဝန်းရှက်တို့မှာရှေးအခါကလက်မှုပညာဖက်တွင်မြည်မြအထက်တန်းကြခဲ့သည်ကိုအထူးထောက်ခံပြောဆိုနေတဲ့ကဲ့သို့မှတ်ထင်ရလေ၏အပြက်အစီများကလည်းကြောက်စာအခရာအမတ်သားကလည်းမရှိသဖြင့်မြည်သည့်ခေတ်ကညီသူဆောက်လုပ်ခဲ့သောအဆောက်အအုံမှန်လည်းမသိရလူနေသောနေအိမ်အဆောက်အအုံပင်လောဖုန်ကြီးရဟန်းအတွက်တက်ဆောက်လုပ်သောအုတ်ကြောင်ပြက်ကြီးပင်လောဟုလည်းတွေးတော၍မရအထင်အားဖြင့်က၎င်းတိုက်ပြက်ကြီးနှင့်မနီမဝေးတွင်ကျောင်းပြက်ဇရက်ပြက်များအခန်းရှိနေသောကြောင့်လူနေအဆောက်အအုံမဟုတ်ကျောင်းတော်၎င်းဇရက်တော်၎င်းဖြစ်တန်ရ၏ဟုသာအတွေးနှင့်ထင်မှတ်ရလေတော့၏လူသူနှစ်လေဝေတစ်ပင်အုပ်ကြီးတို့ဖြင့်လွှမ်းမိုးကာယံထားသောကြောင့်ထိုတိုက်ပြက်ကြီးအတွင်မှာမောင်ညိုအုပ်ဆိုင်ဆွတ်ဆူထိုင်မိုက်လျက်မက်ချင်းရင်ဖြုတ်တို့ဖြင့်ပြည့်လျံ၍နေလေသည်အများအားဖြင့်လေထိုတိုက်ပြက်ကြီးမှာတရေ၆တက်သည်ဟုကြော်စောတဲ့ထင်ရှားခြင်းဖြစ်နေသောကြောင့်၎င်းအနေအပါတွင်လူသူတစုံတစ်ယောက်သားရောက်ခြင်းနေပါလေ၏မြို့ကလူများ၏အပြောကနွားကြောင်သားကလေးများနှင့်ရွာမှဟင်းရွက်ခုထင်းခွေထွက်လာသောသူများတက်ပြက်အနီးအပါသို့တယောက်ချင်းမတော်တဆဖြတ်တန်းသွားမိပါကတခါတည်းဘုံကြီးတစ်ပါးကတောင်းဝေးထောက်၍ဇင်းကျန်လျှောက်နေသည်ကိုတွေ့ရ၍တခါကလည်းကြက်ကြီးထမ်း၍လမ်းလျှောက်လာသောဟိုးသူတော်ကြီးကိုမြင်ရကတခါတည်းလည်းကောင်းမိချုံကလမကြီးလူလိုကိုတွေ့ရလျက်တခါတည်းလည်းလက်ဝတ်လက်စားပတိလက်တောင်းအစုံအလင်းဖြင့်ရင်ကျေးလှပသောမိမပြူတူကိုမြင်ရကြောင်းတခါတည်းမှလည်းမြင့်မဲအကောင်ကြီးတွေအမွှေးဆုပ်ဘလူးရုပ်ကြီးမျိုးတွေအယိုးချောက်ကမထန်းရုပ်ပေါက်နေသောတတဝါကောင်ကြီးမျိုးတွေစသည်တို့ကိုတွေ့ရသောအခါတချို့မှာလန့်ကာလာတက်ကြ၍အချို့ကလှန့်ဖြားလက်နာနှင့်ပင်ခန္ဓာကြွေရရှာလေသည်ထို့ကြောင့်ဤတိုက်ပြက်ကြီးတွင်အောက်စားဆောင်နှင့်တရေတစေအထွေထွေသောနာနာဘဝတို့၏ပျော်မြူးနေထိုင်ရာဗိမာန်ကြီးတစ်ခုတစ်ပွဲဖြစ်နေသောကြောင့်တိုက်စရာအသီးသီးတို့ကလည်းမကြာခဏလာရောက်ကအောက်စားဆောင်နှင့်တိုက်အကြောင်းကိုစုံစမ်းတက်ကြလေ၏သို့သောထိုနေရာတွင်အဘေတိုက်အဘေအောက်စားဆောင်အဘေတို့သောတရေတစေတို့ကအကြီးအကဲအထူးတရေနေသည်ဟူ၍ကညီသူမျှအတက်မပြောနိုင်ကြပေတခါတရံလေရွာနီပါခြင်းမှထိုတိုက်ပြက်ကြီးအနေအနာတွင်နွားကြောင်စိတ်ကြောင်ထွက်လာသည်များအနက်မှတချို့နွားများစိတ်များသည်အရိပ်အာဝါသနှင့်ပြည့်စုံ၍မျက်ရည်ကောင်းရာထိုတိုက်ပြက်ကြီးအတွင်းသို့နေကျူ၍ဝင်သွားမိကြီးကထိုဝင်သည်၍နွားနှင့်စိတ်တို့မှပြန်၍ထွက်လာသည်မရှိညီသည့်နေရာတွင်ရောက်နေသည်ဟုလည်းကြည့်၍မမြင်ဝိမိသမျှမထွက်လာပဲထိုတိုက်ပြက်ကြီးတဲ့တွင်ခန္ဓာဆဲ၍သေပွဲဝင်ရရှာသည်သာများလေတတ်ဘိုးတေမှာအမည်နှင့်လှိုက်အောင်ပေတေဆိုးသွမ်း၍ရွာတွင်ခက်ရန်နေခဲ့သူတယောက်ဖြစ်လေ၏အမြဲအားဖြင့်လည်းပင်ကြရည်နှင့်ပျော်မြူးကရွာတွင်ရှိသောကြက်ဝက်တို့ကိုညအချိန်များတွင်တအိမ်တလက်ခိုးဝက်ကချက်ပြုတ်ဖုတ်ကဲလျက်ပင်ကြရည်နှင့်ညီးနေကြဖြစ်ရာအခိုးခံရသောကြက်ရှင်ဝက်ရှင်တို့မှာဘိုးတေမန်တိရှိရိပ်မိကြတော့လေ
၎င်း၏မိုက်ရန်ရန်ကားခြင်းများကိုကြောက်လန့်ကြသဖြင့်ညီသူမြောက်မမေးဝံ့မပြောဝံ့တရွရွံ့စိတ်မိ၍သာခံကြရစမြဲဖြစ်လေသည်တခါတရံလဲနွားများကျွဲများပင်အရှင်လက်လက်ခိုးယူပါရွာပြင်တော်ဆက်၌တပ်ဖြတ်စားတော့လေရှိ၏၎င်း၏နောက်ပါအပေါင်းအသင်းများကလည်းဝမ်းဝအောင်စားတော့လေရသဖြင့်ဟိုတီနောက်မှတကောက်ကောက်အမြင်ပါနေကြသောကြောင့်ညအချိန်မဲ့တွင်ရွာထဲ၌၎င်း၏အပေါင်းအသင်းများမှာစုပူတောင်းကျမ်းမူခမ်းဖွင့်၍သာနေမြဲဖြစ်လေ၏ထို့ကြောင့်ရွာသူရွာသားများမှာရွာတွင်မှပျောက်လျင်ဘိုးတီလက်ချက်ဟုထင်ကြ၍ရွာပြင်တွင်ပျောက်ကတိုက်ပြက်ကြီးမှတရေတစီတို့လက်ချက်ဟုသာတထစ်ချထင်ပတ်ကြရလေ၏ရွာတွင်မှလူတို့မှာညအခါခိုးသောဖိုးတီ၏ရန်ကိုကြောက်ကြသဖြင့်နွားပိုင်ရှင်ကျိန်ငှက်တရိစံပိုင်ရှင်တို့မှာကြာတော့မခံမရက်နိုင်ဖြစ်၍နွားချန်တို့မှာတညလုံးမိဖို့လျက်လူလဲနှင့်စောင့်ရှောက်အိပ်ဆက်ရလေသည်ရွာပြင်စကြက်တွင်ကြောင်လန်းထားသောနွားစိတ်ကျက်ငှက်များကိုလည်းတိုက်ပြက်အနာသို့မရောက်အောင်ကွင်းဆောင်နေသမျှကွင်းဆောင်ကြကုန်၏ထို့ကြောင့်ကြားသောဘိုးတီတို့လူစုမှာစားပေါက်ပိတ်မမသိပိတ်ခဲကြ၍အတောက်သမားလူမိုက်လူတေများမှာမတော့မစားရလင်လောကကြီးကိုညှိငွေတက်ကြကုန်သည်ဖြစ်သောကြောင့်ဘိုးတီတို့မှာရွာတွင်မှစီးပွားလမ်းမဖြောင်း၍ရွာပြင်သို့ထွက်ကြရပြန်လေ၏နမဲကြီးသောတိုက်ပြက်ကြီးကိုအမိတဟဲပြု၍ခိုးဝက်တိုက်ခိုက်ရန်အကြံပြုကာတိုင်ပင်ထားကြလေ၏ပြုတ်ကိုဘိုးတီဒီတိုက်ပြက်ကြီးတွေတွားစတဲ့ချတာကဟုတ်ပါရဲ့အဲ့ဒီတိုက်ပြက်ကြီးကလည်းတစီတရေတိတ်ကြလားဆရာရဲ့အဲ့ဒါဘယ်နေလေကျုပ်တို့ကိုတရေတွေကကတုံးပေါ်ထိတ်ကွက်နေမေးဆိုရင်ကြောက်ကြကုန်တော့ပါပြီဘိုးတီမှာလူမိုက်ကောင်းဆောင်တစ်ယောက်ဖြစ်တဲ့နဲ့အညီတစီတရေစသောနာနာဘဝတို့ကိုလည်းမလေးမစားပမမထားသူဖြစ်လေရာအကြောက်အလန့်ကလည်းလုံးကြီးမရှိတကဲ့သို့ရွာတွင်လူသေးလေအလောင်းကင်ကြီးစက်ကောလာကိုမရှာရဘိုးတီကပင်ကစောဖိုးအနေငယ်ရလျင်လှုပ်လိရှိ၏နည်းနည်းပါးပါးပူပေးလျင်တွင်တူမြေမြုပ်သည့်တိုင်အောင်ဆောင်ရွက်၏ရေတွင်ထဲလူကြသေး၍ဆယ်သူမရှိလျင်လေ၎င်းကပင်အခယူ၍အလက်20အစိတ်ရှိသောရေတွင်ထဲသို့ကျိုးနှင့်ဆင်း၍လူသေးကိုကုန်းပေါ်ရောက်မိခလာပွေတင်လျက်ကျိုးဆွဲချသေးသောအလောင်းများကိုလည်းညီသူမျှကျိုးဖြတ်မိသူမရှိလျင်ဘိုးတီကကစုံများတောက်ရစမြဲဖြစ်လေ၏တခါတရံရွာတွင်ကာလဝမ်းနှင့်ပလိယောဂါကြောင့်လူသေးရင်လဲတခြားလူများမှာကြောက်ရွံ့ထွက်ပြေးရှောင်တိတ်ကြစေကာမူဘိုးတီကစိုးပေနေသည့်အတိုင်းမကြောက်မရွံ့နောက်မတွန့်ပဲအခကောင်းယူ၍လူသေးကိုတင်းချမ်းရောက်အောင်ပို့ပေးတဲ့ရှေ့သူဖြစ်ရကတိုက်ပြက်ကြီးကတစီတရေလောက်ကအပြော့ပါတပည့်ရဘာကြောက်เสียရှိတယ်လေလိုက်ခဲ့ကြဟိုမှာအင်မတန်ကြောင်ကောင်းတယ်ကွာတစီတရေကျန်းနေဆိုလို့ဘယ်ပလိတ်ပါလဲလာဖမ်းဖို့မှာမဟုတ်ဘူးတိုက်ပြက်သေးမှာဖဲတိုင်ခံပဲကွာတော့အရက်ချက်ပြီးတဝကြီးတောက်မယ်ကွာနွားတွေစိတ်တွေကိုခိုးပြီးချက်စားမယ်ကွာတို့ဘာလို့နွားပြောက်ရင်တို့ကိုထင်မှာမဟုတ်ဘူးတိုက်ပြက်သေးကတရေဆွဲတယ်လို့ပဲထင်ပါပဲကဲပြောနေတာကြားတယ်လာကြကွာတွားမယ်ဟုတ်ဆိုကဘိုးတေးသည်၎င်း၏နောက်တော်ပါဘိုးဆန်ဘိုးနုတာဇန်အောင်ကျော်ငမော်ငညာစသောလူတေတပည့်အပေါင်းတို့နှင့်ရွာပြင်တောဆက်မှတိုင်ပင်ကြရောက်မှတိုက်ပြက်ကြီးစီသို့ထွက်လာခဲ့ကြလေသည်နေ့ခင်းကြောင်တောင်ကြီးပင်ဖြစ်လင့်ကစားတိုက်ပြက်ကြီးမှာအနီးပတ်ဝန်းကျင်ရှိတစ်ပင်အုပ်ကျအုံဆိုင်ညှို့ပိုင်းနေသောကြောင့်တိုက်အတွင်းတွင်အလင်းရောင်ကောင်းစွာမဝင်မုန်တူးမောင်တောင်ဖြစ်၍နေရာတွင်အပြစ်မှတရက်ပင်အုပ်ကြီးကိုလေသိမ့်လှုပ်ရှားလိုက်သောအခါတရုပ်ရုပ်တတဲ့တက်ခိုင်းကြီးချင်းစိတ်တန်ပစိအောင်ရှိ၍အပင်အောက်ကတိရွက်၆များပါလေတဖြောက်ဖြောက်တရှဲရှဲလေးဆွဲတိုင်းလှုပ်ရှားလျက်တစ်ချက်တစ်ချောက်အတန်တို့ကြောင့်လူတေတည်င်းတို့မှာနမဲကြီးသောထိုတိုက်ကြီးအတွင်းသို့ဝင်ကလေးကစိတ်ကနေဖြစ်လျက်စက်တီမွေးညင်းတဖြင်းဖြင်းထား၍နေကြလေ၏ဟေးတာဇန်ဟောဒီတောင်မှာနေရာကအမိုးလေးရှိတယ်အကာလဲလုံကြုံတယ်တို့အိတ်ဖို့နေရာနှုတ်ရအောင်အုတ်ကျုံအုတ်ပဲ့တွေဖဲပြီးလဲထားဟောဟိုဖက်တောင်ကမောင်မဲနေတဲ့နေရာကိုလည်းအုတ်ကျိုးတွေတဲ့ပြစ်ကြအရက်ချက်ဖို့နေရာအဖြစ်အသုံးပြုမယ်ဟောကအပေါ်ချက်လေးလဲပြိုလူဆဲတပိုင်းကြံနေတာအောက်ကစစ်တွေကအခိုင်ကြီးပဲငါတို့ဖဲချဖို့နေရာပေါ့ကွာဒါမှအဝေးကလူစိမ့်ဝင်လာရင်အခက်အခဲမြင်နိုင်ပါအောင်ကျော်နဲ့ငမောက
ရွာထဲလဲပြီးဖဲချဖို့လူဆွဲဘိုးစုနဲ့ဘိုးနုကကစော်ဖောက်ဖို့အိုးတွေခွက်တွေရှာငညာနဲ့ပါဆန်ကနေရထိုင်ခင်းအတွက်လှုပ်ငတုံနဲ့ငမယားကနွားတို့စိတ်တို့အနီးအပါလာရင်ချောင်းဖန်းပကျန်းနဲ့ငစီတို့လည်းဘောင်ရွာကငဘေးကြီးကိုဖဲချဖို့လူရှာခဲ့ပါလို့တွားပြောကြည့်စတော့အော်ရာအမိတ်များကိုဘိုးတေဤနှုတ်မှမနာမနေပြောသဖြင့်တပည့်များကလည်းအမိတ်အတိုင်းလဲသူကလဲရှင်းသူကရှင်းနေရထိုင်ခင်းစီမံသူကစီမံရွာပြန်သူကပြန်နှင့်လောက်ကိုင်းဆောင်ရွက်နေကြလေ၏ထို့သို့ရှိစဉ်ဘိုးတေနှင့်တပည့်တစုတို့လည်းတိုက်ပြက်ကြီး၏တောင်ကျူထောင်ချသို့ရောက်ကြတိုင်းအုပ်ကျူအုပ်ပေများကိုဖယ်ရှားကြည့်ကြရာစိတ်ယိုနွားယိုစသောအယိုးစုအယိုးပုံကောင်းခုံများတရိษံအရေးကုန်များကိုတွေ့ရလျင်ဘိုးတေလည်းထိုအယိုးစုများကိုလှန်လျောကြည့်ရှုကဟေးဒါတွေဟာတို့ရွာကနွားစကြက်မှာပျောက်ခဲ့တယ်ဆိုတဲ့နွားတွေစိတ်တွေရဲ့အယိုးတွေနဲ့တူတကွတို့တော့ဒီနေရာကိုခုံမိတာအာကြီးနေရကြတာပဲဘဲကျွဲဆာဆာပြဲမကောင်းပြောက်တယ်ဆိုတဲ့စကားလိုဒီနေရာခိုးပြီးနွားတွေစိတ်တွေခိုးချင်တိုင်းခိုးသမျှတိုက်ပြက်ကြီးကတရေတစေတွေရဲ့ကောင်းကြမှာပဲတခဏမြကြာတော့ငိမ့်သက်တိတ်ဆိတ်သွား၏ဂျိုဂျူချင်းချင်းလဲမလှရှာအုပ်ပြားလဲပြုံမကြတော့ပြီဘိုးတေတို့လဲခေါင်းထောင်ကြပြန်ပြီအာပေါအာရင်ကျဲကျဲနဲ့ဆက်ပြောဆိုငင်းခုံတောက်စားကြပြန်လေ၏ထိုအခိုက်တိုက်ပြက်ကြီးအတွင်းသို့အလွန်မြင့်သောအရက်မှလေးလံသောအရာတစ်ခုကျလာတဲ့ကဲ့သို့ဘုံခနဲ့ကြတန်ကြီးတစ်ခုကိုကြားရသဖြင့်အားလုံးပင်နားဆိုင်နားထောင်နေကြရာဆိုတော့အတန်နဲ့ကြီးတစ်ခုပေါ်လာလေ၏ဘိုးတေတို့လူတတိုက်လေအားကြီးတင်ကားတယောက်မျက်နှာတယောက်ကြီး၍စက်သေးတည်နေကြလေ၏ထိုအခိုက်ပြင်းထန်သောခြေတံကြီးနှင့်နင်းလျှောက်နေသောခြေတံတစ်ခုကိုကြားရသဖြင့်အားလုံးပင်အတန်ကြားရစီသို့လှည့်ကြည့်လိုက်ကြရာအရက်တတောင်လောက်သာရှိသောလူနီကလေးတစ်ယောက်စီပိုင်းလောက်ရှိသောတင်းပုတ်ကြီးတစ်ခုကိုထမ်းကတတောင်သားသာရှိသောခြေဖွားကြီးဖြင့်နင်းကာမိဖို့အနေတွင်လမ်းလျှောက်နေသည်ကိုတွေ့မြင်ကြရလေ၏လူနီကလေးမှာတကိုယ်လုံးဟင်းတာပထားကဲ့သို့ရဲရဲတွတ်နေမြန်းလျက်လူမျက်နှာလောက်ရှိသောမျက်နှာမှမျက်လုံးပြဲကလေးမှာတပိတ်ရောင်တမျှမဲနဲ့လှလေ၏အကောင်အထည်ကတင်းငယ်လာတော့လေခြေတံကြီးမှာတိတ်တိတ်တုံမြပြင်းထန်လာပေ၏ဆရာဟောမှာလူဒီကလေးကတစ်ပုတ်ကြီးထမ်းလို့လမ်းလျှောက်နေလိုက်တာအမလီခြေတော့ကြီးကလေးနဲတာကြီးမဟုတ်ပါလားထိုအခိုက်လူဒီကလေးသည်ပြက်တစ်ထက်ပြင်းပြင်းကြီးလမ်းလျှောက်လာရမှရက်တန့်ကလက်တစ်ဖက်ကတစုံတစ်ယောက်သောသူတို့ကိုလက်ရက်ခေါ်သလိုဒေါပါခေါ်လိုက်သောကြောင့်ကြောက်ဘလူးရုပ်ကြီးတွေလိုအဆွဲပြူးဘိုက်ပုံတန်ကောင်ဖော့တော့မဲကောင်ကြီးတွေကလူနီကလေးအနီးသို့ဒူးတုတ်ကပေါ်လာကြလေ၏လူနီကလေးသည်ထိုမဲတက်တော်ဝါကြီးတွေအားတစုံတစ်ခုစေခိုင်းဟန်နှင့်ညွန်ပြလိုက်ရာမဲတက်တော်ဝါကြီးတွေမှာယူသေးစွာကောင်းကြီးလျက်ထွက်ခွာပြောက်ွယ်သွားကြလေ၏လူနီကလေးကအကြီးအကဲဖြစ်တန်ရာ၏ဟုကြောက်နှင့်ကြည်၍နေကြလေ၏ဘိုးဒီမောင်မုံကလူမိုက်တို့၏ခေါင်းဆောင်ဖြစ်၍အတော်မှတ်ယူရဲတတိရှိသူလည်းဖြစ်ကမကြောက်သေးတော့လေတပည့်များမှာမူအမှုများမှာအကြောက်ပျောက်ပြေးသွားကြလေပြီအချင်းချင်းလက်တို့ကဟိတ်ကောင်တွေနေရမကြဘူးဟိတ်ပြေးမှာပဲလူနီကလေးဟာတထောင်လောက်သာရှိတယ်ဘလောက်ပါဝါများတယ်လက်ထဲကတင်းပုတ်ကြီးကလေးအဆမတန်ကြီးပါကလားသွားမှဖြစ်မယ်ထင်တယ်ဟိုမဲအကောင်ကြီးတွေတို့စီလာချောက်ဖို့လွတ်တယ်ထင်တာပဲဟုတ်တိုးတိတ်လက်ကုပ်ပြုံးနေကြရဘိုးတေလေတပည့်တွေဟန်ပြက်နေသည်ကိုအကဲမရ၍ဟဲ့ကောင်ဘာကြက်ကြံနေကြတာလဲတရေကြောက်လို့ပြေးပေါက်ရှာနေကြတာလားရည်တီရတာတော့မလောက်ကြနဲ့ကွာတရေထက်ငါကမင်းတို့စက်ကိုအရင်လှိပြစ်ပါဟုတ်ဓာတ်ကိုထောင်၍ပြလိုက်သဖြင့်တပည့်များပါလေကြောက်နဲ့ပြဝတ်နေကြရလေ၏လူနီကလေးလေတင်းပုတ်ကြီးကိုထိုင်ရင်တွတ်ကြီးခောက်တုတ်ခောက်ပြန်လမ်းလျှောက်လေ၏ဘိုးတေလေလူနီကလေးဤမခုံမခန့်လို့ပုံကိုတော့ပွား၍လာကငါလေတင်းလို့ရှောက်ပါတော့ကိုဟုတ်ကျင်းွားကအားချပခန့်ဒလွယ်ကိုထမ်းပြီးမိဖို့အနေတွင်ခောက်တုတ်ခောက်ပြန်တွတ်ကြီးလမ်းလျှောက်လေ၏တို့နှင့်မိဖို့တစ်ဖက်ကလူနီကလေးနှင့်တခြားတစ်ဖက်ကဘိုးတေတို့လည်း
မရက်မနေတန်းပြန်ရှောက်နေရလူနီကလေးလည်းဘိုးတေကိုစောင်းထွေးမြမကြည့်အင်ဒရီကြီးရင်ခက်ချန်လာတော့မြတ်တထားကြီးနဲ့တွတ်တွတ်ကြီးရှောက်တဲ့ထက်ရှောက်၍နေလေ၏ဘိုးတေကလည်းလူနီကလေးကိုမြတ်တော်မခတ်ပဲစိုက်ကြည့်ရင်၎င်းပြန်နှင့်ပြန်တလောက်၎င်းကနေလင်းနေသလိုလိုက်ရွှေ့ရှောက်လေ၏လူနီကလေးသည်မိမိကိုပြောင်းတောင်းပြတဲ့ကဲ့သို့ရှိနေ၍ဒေါသဖြတ်ထန်လာကခြေကိုပြင်းပြင်းနှေး၍ရှောက်ပြန်လေ၏ဘိုးတေလည်းလူနီကလေးကဲ့သို့ပင်ခြေကိုခပ်ပြင်းပြင်းနှေး၍ရှောက်ပြန်ရာလူနီကလေးမှာမခံချင်သလိုစက်ခနဲ့ခုန်လိုက်ရာနှထောင်လောက်မြောက်ပေါ်ပြီးပြန်ကျလာလျက်ဆက်လက်ရှောက်မြဲရှောက်ပြန်၏ဘိုးတေလည်းတစ်ချက်ခုန်လိုက်ပြန်ပြီးဆက်၍ရှောက်လေ၏လူနီကလေးမှာဒေါသနှင့်မခံမရက်နိုင်ဖြစ်လာပြီးလေ၎င်းတွင်ချမ်းချောသောတင်းပုတ်ကြီးအားရေပေါ်သို့တအားလွဲ၍ရိုက်လိုက်ရာမိုးကျူးပစ်တကဲ့သို့အလွန်ပြင်းထန်သောအတန်ကြီးနှင့်ရီဟီသွားပြီးရေကြီးနှင့်တင်းပုတ်ကြီးကိုရိုက်ခတ်မိသောနေရာတွင်လေမိတောက်မီလီယံပမာဝင်းဝင်းဝါဝါအယောင်တွေကထွက်လာလျက်ရုတ်တရက်ထိုအယောင်တွေတက်ပွဲသွားပြန်လေ၏။အိုတီလေလူနီကလေးအားစစ်စစ်ကြီးလျက်အနီးရှိအုတ်ခဲကြီးတစ်ခုကိုကုန်းကောက်ကမြေပေါ်သို့လွှဲပေါက်ပြလေ၏။လူနီကလေးကလည်းဒေါသလွန်ကဲလာလျက်မျက်နှာကြီးကိုရှုံတွတွန့်လေရင်အဆက်မှလည်းဘာကိုပြောသည်မသိဘိုးတီကိုစစ်စစ်ကြီး၍ပွားစီလုံရမှလက်ကတင်းပုတ်ကြီးကိုဘေးသို့ပြစ်ချလိုက်ပြီးလက်ခမောက်ကိုခတ်လိုက်ရာဖြောင်းခနေလိုင်တန်ပါသောအတန်ကြီးဖြစ်၍လာလေ၏ဘိုးတီလည်းဓာတ်ကိုပြစ်ချလိုက်ပြီးခတောင်းကိုညောင်လှအောင်ကြိုက်ခါရုတ်တရက်လက်ခမောက်ကိုပြန်၍ခတ်လေ၏ဤတွင်မှလူနီကလေးလည်းလာခဲ့ဟုခေါ်သလိုဘိုးတီကိုကောင်းညိတ်၍ခေါ်လိုက်လေ၏ဘိုးတီလည်းရဲရင်စွာနှင့်နေလာခဲ့ဟုသူ့ဘက်ကိုလှက်ပြ၍ခေါ်ပြန်ရာလူနီကလေးကဆွတ်ခုန်တော့ပွားကဘိုးတီရှိရာသို့ပြေး၍လာလေ၏ဘိုးတီလည်းလူနီကလေးပြေးလာသည်ကိုပြေးကြရာနှစ်ဦးရင်ဆိုင်ရမိကြလေ၏ဆိုင်မေလင်လူနီကလေး၏အရက်မှာဘိုးတီ၏ဒူးနာတွင်သာရှိသည်ဖြင့်ဘိုးတီမှာ၎င်းကိုငုံ၍ကြည်ရလေ၏ဘိုးနုမဒါနဲ့ဆရာကျွန်တော်တို့ကဒီမှာအမြဲနေကြမှာလားညမှလာမှာလားဆရာရဲ့ညမှာနေလို့ကတော့မိထွန်းစရာမရှိဘူးနေဆိုနေရောညရောနေမှာပေါ့ကွာဒါပေမဲ့ညလူချေတိတ်ချိန်ကစပြီးလူအလုံးကဒီမှာစုနေမယ်နေကြတော့တချို့ကဟမ်မပြက်တလဲစီရွာမှာမျက်နှာပြန်ပြကြဒီတိုက်ပြက်ကြီးကိုငါတို့လူစုတွာလာနေကြမှဘယ်သူမှမရိပ်မိစေနဲ့ဘိုးစုမဟောမငတုံနဲ့ငမစိတ်တကောင်ဆွဲလာကြပြီဆရာကြီးဟန်ကြတာပဲဒီနေ့ညဒီမှာကျွန်တော်တို့အသင်းကကလပ်ဖွင့်ပွဲကျင်းပရအောင်ကစော15ပလင်းလောက်တော့လိုတော့တယ်ငညာမလုံနဲ့တော့ဆရာဟောမလာနေပြီအောင်ကျော်နဲ့တာဇန်ပလင်းတွေပွင့်လို့ဒီနေ့တော့ပျော်ပွဲကြီးကြုံပြီထုံညအဖို့ဘိုးတေတို့လူစုမှာတိုက်ပြက်ကြီးတွင်ထင်းမီစုပုံဖို့လျက်တောအရက်ကိုခွက်လှဲ့တောက်ကြကနေ့လေကဘုံလာသောစိတ်နှကောင်ကိုတက်ဖြက်ဖုတ်ကင်၍အရက်နှင့်မြည်ရင်ပျော်ပွဲကြီးကိုကျင်းပနေကြလေသည်လူတစုမှာတောက်ရဲစားရင်တမြင်းမြင်းမူးရစ်စပြူလာကြရာတရေကျန်းသည်ဟုဆိုသောတိုက်ကြီးမှာလဲဂျိုးကြောက်အတန်ကလေးမြောက်ကိုမှမကြားရသေးပေထို့ကြောင့်ဘိုးတေတို့လူစုမှာနေခင်းကစိတ်၍ကြောက်မိသည်ကိုပင်ပြန်၍ရှက်မိသလိုရှိလေ၏ဟေးတရေကျန်းတဲ့တိုက်ပြက်ကြီးဟာတို့လာတော့ဘာတမ်းမှမကြားတုတ်မြမလုံးဝကြပါကလားဟိဒါနဲ့များရွာကလူငနွားတွေကဒီနေရာကိုသင်ပင်းပြည်လောက်ကြောက်နေကြတာအံပါရဲ့ကွာဟုဘုံစုကစ၍ပြောလိုက်ရင်ဗကျန်းကလည်းစိတ်သားကင်ကိုတစ်ဖက်ကကိုက်၍ကစောထည့်ထားသောအုပ်ပုတ်ပဲကိုတစ်ဖက်ကကိုက်လျက်ဒါကောင်းနေဆရာကြီးသူတို့ဒီနေရာကိုကြောက်လေကျွန်တော်တို့ကစားပေါက်ချောင်းလေးပဲဟုပြောရတခြားသူများကလည်းစားတောက်ပျော်ရွှင်စွာဖြင့်ထောက်ခံကြလေ၏ထိုအချိန်ကည8 နာရီအချိန်ခန့်မြရှိလေရာတိုက်ပြက်ကြီးမှာလည်းမှောင်နှင့်မဲတစ်ပင်အုပ်ကြီးတို့မှာလည်းလေတန်းကြောင့်တစီတရေတို့ပျော်မြူးနေပြီးတကယ်တော့ရှိလေ၏ဖိုးထားသောမိဘမှာဘိုးတေတို့လူစု၏အလဲတွင်မိန်တစ်ချက်လင်းတစ်ခါနှင့်ရှိနေသောကြောင့်ကိုလူအချင်းချင်းပင်ထင်းလင်းစွာမမြင်ရဘဲရှိလေ၏ထိုအတွင်း၌
မူသူမူစုသူစုပူသူပူနှင့်ကျွတ်စီဖြစ်နေကြစဉ်တိုက်ပြက်ကြီး၏အလဲပဟိုစီမှဂျိတ်ခနဲတိတ်ခနဲမိုးချုံတံပမာပြင်းထန်သောအတန်ကြီးတစ်ခုပေါ်ပေါက်လာလေ၏လူတေတစုမှလည်းရုတ်တရက်ငလင်လှုပ်တကဲ့သို့ထင်၍မူရရမတတိယပြီးတယောက်နှင့်တယောက်စက်တဲစွာဖက်ထားကြလေ၏တိုက်ကြီးမှာပကက်လွဲသလိုဟိုမှဒီမှလှုပ်ရှားလျက်နေရန်တွင်ရှိသောအုတ်ကျိုးအုတ်ပြက်တို့မှာတဖြုတ်တစ်ဖြက်ပြုတ်ပြက်ပြိုကျလျက်ရှိရာဘိုးတီမှာထိတ်ပြနှင့်ဟာဟဲ့ကောင်တွေတယောက်ကိုတယောက်ဖက်ပြီးမိဖုံနာကတ်နေကြနော်ငလင်လောက်တာကွာအပေါ်ကအုတ်ခဲတွေမင်းတို့ကောင်းပေါ်ဆင်ကြလို့အနာတရဖြစ်နေအောင်မယ်ဟုတ်ပြောကမိဖုံနာတွင်ပြဝတ်ကနေကြလေ၏